Hello အားလုံးပဲမင်္ဂလာပါဒီခရီးလေးကတော့ဘန်ကောက်ကနေကော့တောင်းကိုပြန်လာတဲ့ခရီးစဉ်လေးပဲဖြစ်ပါတယ်အချိန်သက်သာခြင်းတဲ့သူတွေကလေယာဉ်နဲ့ရနောင်းအထိသွားလို့ရပြီမယ်ပုံလို့ကတော့ကားနဲ့ပဲသွားခဲ့ပါတယ်ဘန်ကောက်ကနေကော့တောင်းအထိလူတစ်ယောက်ကိုကုန်ကျစရိတ်ဘယ်လောက်ရှိမလဲလမ်းခရီးကဘယ်လိုတွေရှိမလဲဆိုတာ vlog အဆုံးထိအတူတူလိုက်ကြည့်ကြရအောင်Porch light stays on every evening the way it did when you were small. Some habits don't know how to stop themselves. They just repeat down every hall. I keep your room the same as always. I don't move. အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒါကျွန်တော်တို့တော်တော်များများနေကြတာပေါ့နော်ကော့တောင်းကနေပြီးတော့ဘန်ကောက်သွားလိုက်ဘန်ကောက်ကနေကော့တောင်းသွားလိုက်နဲ့သွားနေဘယ်လိုမျိုးသွားကြလဲဆိုတော့ experience လေးကို sharing လုပ်တဲ့အနေနဲ့ video လေးရိုက်ပြပေးချမှာဖြစ်ပါတယ်ကျွန်တော်တို့စကားချင်းမှာတွဲကိုကနေပြီးတော့တွဲကို application ကနေပြီးတော့ကျွန်တော်တို့လက်မှတ်ဝယ်တယ်လက်မှတ်ဝယ်တာကတယောက်ကို600နဲ့ဘယ်နှပတ်600နဲ့4ဘတ်ပေးရတယ်600နဲ့4ဘတ်ပေးရတယ်တွဲကွာနေဝယ်ပြီးတော့အခုဒီရောက်တော့တွေ့ရခုန BKS ဆိုရဲကားလိုင်းအစ်စ်ပေါ့နော်အဲဒီကားလိုင်းအစ်စ်ကိုပထမဆုံးစဆင်းမှာပါတို့လည်းဒီမှာတော်တော်များများ promotion upgrade လုပ်ရပြီလို့ဒီမှာတော်တော်များများ promotion တွေလည်းဆင်းနေတယ်အဲဒီကားလိုင်းနဲ့ပတ်သက်တဲ့ဟာဟိုကားလေးရပန်းအောင်လေးနေဆိုတော့ဘန်ကောက်ကိုဟုတ်ပါဘူးရနောင်းအလောတယ်ခုကဒီဘန်ကောက်ကနေရနောင်းရင်ကားစီးပြီးတော့သွားမှာပေါ့နော်ဘန်ကောက်ကနေရနောင်းကားစီးပြီးသွားပြီးတော့မှရနောင်းကနေကော့တောင်းကိုလှေနဲ့ထပ်သွားမှာဖြစ်ပါတယ်အဲဒီ experience လေးကဘယ်လိုမျိုးလဲဆိုတော့စိုက်ပြီးတော့ကြည့်ကြပါဦးခုကတော့ဟိုပါပေါ့9နာရီ10မိနစ်မိုးချစ်ကားကိတ်ကနေလဲစီးတာပါမိုးချစ်ကားကိတ်ဟိုတော့ချင်းမိုင်သွားတော့စီးတဲ့ကားကိတ်မှာအဲကားကိတ်ကစီးရတော့ကားကဟိုမှာ9နာရီ9နဲ့မှထွက်မှာဆိုတော့တနာရီလောက်တော့တို့လေးရဲ့ကမိုးလေးပါဆက်လည်းမှာမိုးဝယ်ကော်ဖီတောင်းရင်းနဲ့ညောင်ထိုင်ဆောင်လိုက်ပါအောင်ထိုင်ဆောင်ပြီးတော့အားလာအောင်ပါပဲစပေါ့ဘာညာသွားပါအောင်ခုကတော့9နာရီခွဲကြော်ပြီဆိုတော့ကားစီကိုသွားလိုက်ပါအောင်မယ်ဒါကအဲ့ဒီ platform 15ဆိုတော့ platform 15တော့ရှာလိုက်ပါအောင်ဒီကားလားထွက်ချင်းပဲပတ်တည်ရဒီမှာဒီကားဖြစ်ပါတယ်ဒီကားပန်းအောင်လဲပါ Hello A3 ရဲ့ B3 ရဲ့ကိုရီဘော်ရီနဲ့တော်တော်ရှေ့မှာ speed တော်တော်ရှေ့ကားဒါတညာလုံးစီးရမှာဆိုတော့တောင်းတတာရှိတော့ရေးကြည့်အခုတော့တောင်းတတာတော့ရှိပါတယ်နောက်မှလည်းတွိုင်းလည်းပါတယ်ဆိုတော့ခုံရှစ်တိုးနောက်ဆုပ်ဆိုလဲတော့မော်တာနဲ့ရှစ်တိုးနောက်ဆုပ်မော်တာနဲ့လုပ်လို့ရတယ်မှာ scan နဲ့ဖတ်ပြီးတော့ဒီမှာ wifi နဲ့ပါတယ်ပါ testing နဲ့ဒါမှထွက်ချင်တယ်လို့Facebook လာပြီးပါတယ်။တရားတစ်ထုပ်လို့ပါဒါလေးပါလေ။အားယူလေပေါ့။ဘာမှမဟုတ်ဘူး။အဒီမိုလိုကျိုးလေ။ Biscuit Tower တော့ဘာလို့နောက်ပြီးတော့အေးပါ။အေးရတော့မှဒီတော့ရမှာတော့ဘာလေးလာရမှာ။ Sure အချိန်ရတော့မှန်ပါတယ်။ချိန်အားမှန်ပါတယ်။ဘကားတော့ထွက်ပြီဒီကားတော့မထွက်သေးဘူး။ဘကားတော့ထွက်ပါပြီ။ဒီလိုကထွက်နေတာ။ဟုတ်ပါဘူးဘကားကြီးထွက်နောက်ဆုံးနေအောင်မလို့လေက။ဘကားနောက်ဆုံးနေရ။ See the recognition on your face. Come back home. The door is open. Come back home. Wherever you've been. Come back home.
explain. Just come back home, the light is on for you. Come back home. တစ်ဆိုတော့ dry lag ကပုံလို့ဟိုလေရင်က dry lag လို့ပဲစိတ်ကြည့်ပါတယ်။တော့ရေပန်းလေးလည်းပါတယ်။တော့လေးစိတ်ကြည့်ပါရှင် Come back home again. I hear your voice in every phone call, searching for the things you're not quite saying. And I know the road you're walking now is hard, but I'll be here for whatever you are. တကယ်လာတော့ဖြစ်ပါတယ်ရတာအကျွေးမှာဖြစ်ပါတယ်မိနစ်20ပေးတာ20နာတော့တစ်ဖြတ်နာကက်လဲရမှာဘာပါလဲ သွားရုံပဲဖြစ်တယ် တော့လေရစေဘဲတော့ရာ ဒါမှမဟုတ်20ပါလေအဲ့ဒါဘာလဲမသိဘူး ဘာငချောက် ရေကူလာလို့ငချောက် ဒါစံမျိုးနဲ့စားဟုတ်တယ်စံမျိုးနဲ့စားတကယ် yes ကြေကိုပေါ် Miss Universe နောက်တော့ top 3ကိုရပါမလဲကြည့်ရချိန်ကြမှာခမေးစားချိန်မှာတူတယ် ဟိုကတော့ခုကတော့ဟိုဟာမိနစ်20ပေးတာပေါ့နော်မိနစ်20ပေးတာပြီးတော့သမီးတွေ့ပါတယ် တက်တာစားလို့ရတယ်ဆိုင်ဘောရယ်ပြီးတော့ကိုရဲ့ကိုစီးရဲ့ကားဘော်ရယ်မြင်တည်ပြီးတော့ဟို20 25 30 30လား50ပေါ့20 25 50ပို့ပြီးတော့ထပ်ပေးရတယ်ပေါ့နော်ပုံတော့ကျတော့အခုထမင်းနဲ့ခင်းနဲ့စားတဲ့ဟာမှာဒီခင်းတစ်မျိုးရဲ့ဆိုပြီးပေးကြမှာ sorry ခင်း2မျိုးဆိုတော့20ပေးရမှာနော်တော့ချွတ်ချင်းကြောဝတ်သားချွတ်ချင်းတော့စားတယ်သူကဝတ်သားကြက်သားနဲ့ချွတ်ချင်းကြက်ဥစားတော့ဘာမှမစားဘူးနော်ဒီနေရာလေး မုတ်ချိုရယ်ဘာမုတ်ချိုလေးရအောင်ပါโอ้เอกလေး ကြိုက်တယ်အဲ့ဒါဒီတိုင်းပဲဝိုင်းစား ဟာတွဲလိုက်ရင်ပါဟိုတော့စားပြီးလို့ကားပေါ်ပြန်တက်လိုက်ပါအောင်မယ်ဒီဆိုတော့ဆယ်နိုင်လေးတဲ့ခွန်ရှင်းနေပါကြာရင်ကားပြန်ထောက်ပါ It's songs when the roads get long and hard to walk. Come find me when you're tired. I'll make tea and we can talk. Come back home. The door is open. Come back home. Wherever you've been. Come back home. မနက်9:34မှာတော့ဟိုရှနောင်းကားဂိတ်ကိုရောက်ပါပြီဟုတ်ပါ9:00နာရီမဟုတ်ပါဘူးချမူတို့လည်းပြောနေတာ4:00နာရီခွဲပဲရှိတယ်ဟိုပြောရအောင်မိုးရောရှယ်ရွာနေပါအခုကတော့ကျွန်တော်ကားဂိတ်ကိုရောက်နေပါတယ်မနေ့
4 နာရီခွဲ9 နာရီတော့ပေါ့အခုကလာချိုမဲ့ကောင်းစောင့်ပါတယ်ဟိုမှာကောင်းမှ2ယောက်လုံးမွေးနဲ့အိပ်ပျော်သွားတော့ဖုန်းချိုမဆက်ထားလိုက်တာဒီရောက်တော့မှဖုန်းဆက်တယ်ဆိုတော့ကားသမားလည်းခုမှထွက်လာပါဆိုတော့ကားလေးမှာထိုင်ဆိုင်သွားပါတယ် Come back home and start again. I don't need the reason or the story. I don't need you to explain. Just come back home. The light is on for you. เอาไทม์จะมาเนี่ยจะบอกน้องขอดาชนะวิวเย่ทำร้านนี่สิค่ะแอนตี้เซกันนี่เดี๋ยวผมพอน้องประกบแบบนี้ immigration เราชินไหนมาผมสุดอ๋อไอ้เช็คมาตรงที่แบบนี้ အခုရောက်လာ9 နာရီခွဲဟိုကကားကိစ္စနေပြီးတော့လာကျူတဲ့ကားကိုစောင့်လာကျူတဲ့ကားတိကားဆိုတော့ဟိုပါပဲ300ပဲအဲလာကျူတဲ့ကားကိစ္စနေတော့ဒီလေးလေးကိုပို့အောင်နော်ပုံမှန်တာမန်ဆိုတော့600လောက်ရှိတာ900လောက်တော့ရှိမှာဖြစ်တယ်အခုကတော့တိကားဆိုတော့300ပဲယူနေတယ်300ဖြစ်သွားပါဘူး ကားလေးမှာလည်းအဲ့လိုမျိုးတုတ်တို့အဲ့လိုလိုင်းကားလေးဆယ်ဘက်တန်ကားလေးတွေရှိရယ်ကွာအဲ့လိုဆယ်ဘက်တန်ကားဆိုတာကတော့ဘန်ကောက်မှာဆယ်ဘက် BBC ရရဲ့ကားပုံစံမျိုးဒီမှာလည်းရှိရယ်ဒါပေမဲ့ကားလေးကနေပြီးတော့ဘုံတို့ဒီဖန်ပလားကိုဆိုရင်ဘယ်လောက်ပေးရတယ်တော့မသိဘူးပေါ့နော်ဘုံတော့အသိကားနဲ့လာဆိုတော့အဲ့လိုမျိုးလည်းအလွယ်တကူစီးပြီးတော့လာလို့ရပါတယ်သူတို့ဖန်ပလားလို့ပြောလိုက်တော့ဆိုဒါတော့စီးလာ Roads get long and hard to walk. Come find me when you're tired. I'll make tea and we can talk. Come back home. The door is open. Come back home. Wherever you've been. Come back home. Nothing is broken. Come back home and start again. ကတော့ passport စာကိုတုံးထုတ်ပြီးသွားပြီအချိန်ကတော့7 နာရီခွဲတော့မှာလေသမားမလာသေးတော့လေသမားဆောင်းလိုက်ပါအောင်မယ် သုံးတော့ပေါ်တော့မှာဖြစ်ပါတယ်ဒီလိုပဲ့စိတ်လေးနဲ့တွားရတာပါအရင်တက်လာအောင်မယ်ချောကြမှာဆိုတော့တော့မိုးတွေဝုန်းတိုင်းကျဲပြီးသွားပြီးတော့အခုမဟုတ်တော့ဘူးချက်နေရပဲ ဟုတ်ပါဒီတတ်တော့ Door is open. Come back home. Wherever you've been. Come back home. Nothing is broken. Come back home and start again. I don't need the reason or the story. ဒါတော့ဒီမှာတကိတ်ကစာအုပ်တက်ပြရမှာအဲ့တော့ကိတ်ကြောက်ပြပါ ခုကတော့ဘုံခံလာနေတာထလာပြီးတော့ဒါချက်ပွိုက်ပေါ့နော်ချက်ပွိုက်တော့ထိုင်းတောင်ပေါ့ထိုင်းတောင်မှာဘုံခုနတုံးထလာတဲ့ဟာကိုပါပြတယ်ဒါကလေးကမှအပေါ်တက်ပြီးတော့ပြပြီးပါတယ်အဲ့ဒါဒီပြီးတော့စောက်ရမယ်ပေါ့နော်နည်းနည်းတော့စောက်ရမယ် အမြင်နေရဟိုးဘက်ကမျိုးကတော့ကော့တောင်းဖြစ်ပါတယ်ဆိုတော့7 နာရီလေးလည်းဖြစ်သွားပါပြီချိန်ပြောင်းသွား The door is open. Come back home. Wherever you've been. Come back home. Nothing is broken. Come back home and start again. I don't need the reason or the story. I don't need you to explain. Just come back home. The light is on for you. Come back home again. All the things I never said. Okay, I'll yeah, Bobby. say them when you're here. ဒီစံတော့ကော့တောင်းလေးကိုရောက်ပါပြီအတီးကြီးဆိုင်ရာကော့တောင်းမျိုးရဲ့လေးလေးဖြစ်ပါတယ်ဒါတော့ပါပေါ်နေတာ မရဘူးတော့
ရင်တော့ကော့တောင်မြို့ကိုရောက်ပါတယ်ပါနေပူလိုက်တာ home. The door is open. Come back home, wherever you've been. Come back home, nothing is broken. Come back home and start again. I don't need the reason or the story. I don't need you to explain. Just come